ဒီလိုရုပ်ကနေဒီလိုရုပ်ဖြစ်အောင် makeup လိမ့်ပြမှာဖြစ်ပါ self makeup class ကိုတက်ပြီးတော့မှပေါ်ယူဖို့အတွက် makeup ကိုကိုယ်တိုင်ပဲပြင်ခဲ့ရပါတော့အခုမှ makeup စလိမ့်မဲ့လူတွေအတွက်အရေးကြီးတဲ့ပစ္စည်းတွေရဲ့စောင်းရန်ရှောင်ရမယ့်ဟာလေးတွေဒီနေ့ဗီဒီယိုမှာအဆုံးပြပြပေးမှာဖြစ်ပါတယ်။နည်းနည်းလိုအပ်တာတော့ primer ပေါ့လေနော်။ဒါကတော့အရင်အရေးကြီးတဲ့ step ပြလို့တော့မဟုတ်ဘူးဒါပေမဲ့ဟိုကတစ်ရက်လုံးခံတဲ့ခန္ဓာမျိုးသွားရမယ်။ပွဲတွေရှိရဆိုရင်တော့ဒီလိုမျိုးဟာလိမ့်သွားရင်တစ်ရက်လုံး makeup ကကြာရှည်ခံနေမယ် makeup ကလည်းမကွက်ဘူးပေါ့နော်သူဆိုရင်အမီဝယ်ထားတာ4-5 လလောက်ရှိနေပြီခုထိမကုန်သေးဘူးပေါ့နောက်ထပ်ရေးကြီးတဲ့ဆင်ကတော့ foundation ပေါ့နော်အမီကတော့ foundation full coverage ဖြစ်တာကြိုက်တယ်မျက်နှာမှာကအမဲဆက်တွေရှိရဆိုတော့လေအဲ့တော့ကိုနဲ့အဆင်ပြေတဲ့ foundation တွေရွေးဝယ်လို့ရတယ်ပေါ့နော် foundation နဲ့မှနာမည်ကြီးစိတ်တွေအများကြီးရှိရ full coverage ဖြစ်တဲ့ဟာရှိရအမီကဒီမှာဒီဟာအရန်ညို့ရတာအရန်ဖြူရဒီနှစ်ခုရောလိမ့်မှာဖြစ်ပါတယ်အဲ့တော့ကိုနဲ့အဲ့ဒီ foundationဝယ်တဲ့အခါမှာအရန်ဖြူရတော့အရန်ညို့နေရတော့ဆိုရင်ဒီလိုမျိုးနှစ်ခုရောလိမ့်ပေးပေါ့နော် blend လုပ်ပြီးတော့လိမ့်ပေးရဆိုရင်သူကကိုယ်အသားရည်နဲ့တစ်ထပ်တည်းပြန်ပြီးတော့ဖြစ်တဲ့အရာမျိုးရမှာပေါ့နော်ဆိုတော့ foundation ကညီပြီးတော့မှချောနေမှနောက်ပိုင်း step တွေကလည်းပိုပြီးအဆင်ပြေရပါလိမ့်မယ်မျိုး blend လုပ်ပြီးပြီဆိုရင်ညနာပေါ်မှာအမျိုးဒီလိုမျိုးတင်လိုက်မှဖြစ်ပါတယ်လက်နဲ့ blender ထက် punch နဲ့ပဲလုပ်ပါအစီပြန်လာမျိုးဖြစ်အောင် powder လေးသုံးမှဖြစ်ပါတယ်အဲ့တော့ဒီဟာတွေကိုလိမ့်တဲ့အခါမှာ powder brush နဲ့လိမ့်ရင်ပိုကောင်းဒီဟာလိမ့်လိုက်ပြီဆိုရင်မျက်နှာကအဲ့လိုအစီပြန်နေရတယ်လုံးဝမရှိတော့တစ်ခုကတော့မျက်ခုံမွေးဆွဲမှာပေါ့နော်မျက်ခုံမွေးဆွဲတဲ့အခါမှာအမေတို့ဒီလိုမျိုး brush လိုတယ်မျက်ခုံမွေးဆွဲတဲ့အတန်လေးလိုဆိုဒီကိုမျက်ခုံမွေးကိုရိတ်ဖို့လိုအပ်တယ်ပေါ့လေတသက်ရက်လေးဖြစ်အောင်အဲ့မှာထိတ်ကကိုယ်တိုင်ချွန်ရမှာပေါ့နော်ထိတ်ကိုတော့ပြပြလေးဖြစ်အောင်ချွန်ရင်ထိတ်ကအမျိုးအမြင်မြင်လေးဆွဲတဲ့အခါမှာလည်းပိုကောင်းတယ်eyeshadow ဆိုတဲ့အခါမှာ brush ကလည်းအရင်ရေးကြည့်ဒီမှာရေးကြည့် brush လည်းမြင်ပြမယ်ဒါကတော့ပါနီဆိုတဲ့ brush ဒီလိုပုံစံနေနော်ဒီကတစ်ခုရှိရင်ရပြီနည်းနည်းလေးဒီတစ်စိတ်ထဲရဆိုရင်ကောင်းတယ်ပေါ့နော်ဒါဆိုရင်ဒီမျက်လုံးအောက်ကနေပေါ်တဲ့ဟာလေးပေါ့နော်ဒီအတန်းလေးဒီတစ်စိတ်ထဲရပဲဝယ်ပေါ့နော်ဒါကတော့အမြည်ဒီအပေါ်က eyeshadow အပေါ်မျက်လုံးဆွဲတာဒါကတော့နှာခေါင်းပေါ်တာဒါကတော့ခုနကပေါ်ထားတဲ့ဟာမှာအရင်များသွားရဆိုရင်ဒါလေးနဲ့ပြန် blend လုပ်တာပေါ့နော်အဲ့တော့ brush ကအများကြီးတော့မလို့ဒီလောက်ဆိုရတယ် eyeshadow ဆိုတဲ့အခါမှာအရောင်အနုရှိတယ်အဖျော့ရှိတယ်အရောင်စင်တူတဲ့ဟာလေးပေါ့နော်အဲ့ဟာလေးကိုအမီတို့အရင်ဆုံးအဖျော့ကိုမျက်ခွန်းတစ်ခုလုံးမှာအမီတို့အရင်ဆုံးဒါလိမ့်လိုက်မယ်အောက်ကိုလည်းလိမ့်လို့ရတယ်ပေါ့နော်ဒါကတော့ကိုလိမ့်ချင်တဲ့ makeup look ပေါ်မူတည်တဲ့ eyeshadow ပုံစံကိုလိမ့်လို့ရတယ်အဖျော့ကိုအမီတို့မျက်ခွန်းတစ်ခုလုံးမှာလိမ့်မယ်ပြီးရင်အရင်ကိုဒီရဲ့ outer corner ဆိုပေါ်လာနှလုံးရဲ့ဒီပြင်ဘက်ကလေအနာကိုလိမ့်မှာဖြစ်ပါတယ်။ဒါပြင်အပြင်ကဒီ outer corner ပေါ့နော်ဒီအပြင်လေးကမျိုးလိမ့်မှာပေါ့ဒီသစင်းမြင့်နဲ့သစင်းပူရင်းတဲ့အရောင်နဲ့ပေါ့နော်။အလိုက်နာကတော့မျိုးတို့ဆွဲတာဖြည်းဖြည်းနဲ့တော့တင်ရမှာပေါ့လေ။ brush နဲ့ပုံမှာဖြစ်ပါတယ်ဒါနဲ့ပုံမှာပေါ့နော်အဲဒီ brush ရဲ့ဒီရောင်လေးရဲ့ဆိုမှာပေါ့နော်ရောင်ရင်းရင်းလေးယူပြီးတော့ဒီအောင်ညက်ကမှန်နဲ့ပတ်သက်တဲ့အကြောင်းထပ်ပြီးပြောပြပေးမယ်ပေါ့နော်။မှန်ကကိုအကြိုက်ပုံမူတည်ရယ်ကို makeup look ပုံမူတည်ရယ်ကိုအချစ်စရာကောင်းနေဆိုရင်ညက်ကမှန်မှာ size 3 size ရှိရယ်အကြီးဆုံး size ကမျက်လုံးကြဲကြဲလေးဖြစ်အောင်လုပ်ပေးတဲ့ size ရှိရယ် big eye လို့ပုံစံမျိုးပေါ့နော်။ကိုကတကယ်လို့အဲ့လိုပုံစံကြိုက်တယ်ဆိုရင်big eye လေးတွေတုံးလို့ရတယ်ပေါ့နော်။ညက်ကမှန်ဝင်တော့ဒီမှာမျိုးတို့ညက်ကမှန်ရှိမယ်။ညက်ကမှန်ဆေးရည်ရှိမယ်ပြီးရင်ညက်ကမှန်တက်တဲ့ခါကြလို့ရှိရင်မျက်စင်ခတ်တဲ့မျက်စင်ရည်ရှိမယ်ပေါ့နော်အဲ့တော့ညက်ကမှဝယ်မယ်ဆိုတော့အဲ့ဒီဟာတွေတိဖို့လိုတယ်ပြီးနောက်ခုကကိုကပါဝါနဲ့တက်မှာလားနောက်ပြီးရင်ခုနကညက်ကမှ size လေးလည်းတိဖို့လိုရပေါ့အဲ့ဆိုရင်အမလီဝယ်ထားတဲ့ညက်ကမှတွေတချို့ပေါ့နော်အမလီမသုံးတဲ့ဟာအဲ့တော့မသုံးတဲ့စုံကအစုံ
15စုံလောက်ရှိရပေါ့နော်တကယ်သုံးတာဒီရောင်လေးရဲ့အဝါရောင်လေးရဲ့အမြဲတမ်းသုံးဒါကပါဝါပါတယ် normal eyesight ပေါ့နော်အဲ့အများကျတော့ဒီလိုမျိုးမျက်ကပ်မှန်ဆိုရင်ဒီလိုထင်းနေတာမျိုးကြိုက်တယ်ဒီထက်ပိုဖြူရအမျိုးပိုကြိုက်တယ်ဒါဆိုခဲရောင်နဲ့ဖြူရောင်မျက်လုံးရောင်ပြောင်းသွားတာပေါ့နော်အဲ့တော့ကိုမျက်ကပ်မှန်ဝယ်မယ်ဆိုရင်ကိုဒီလိုထင်းတဲ့အရောင်ဝယ်ချင်တယ်ဆိုရင်ခဲရောင်မှာ gray မှာလုံးဝဒီဖြင်းမျက်ကပ်မှန်ဖြင်းအနေကြည့်ဖြူနေရေလိုမျိုးရောင်ဖြစ်နေတဲ့ဟာကဒီလိုအရောင်တကယ်ထွက်တာပေါ့နော်အဲ့အမေကခဏပြင်မှာဝယ်တယ်သူတို့ဆိုင်ရပြင်ရဆိုင်ရလဲသူတို့မှာပုံတွေလည်းမရှိဘူးသူတို့ကိုယ်တိုင်လည်းမျက်ကပ်မှန်မတက်ဘူးဆိုအရန်ဒုက္ခရောက်တယ်အဲ့လိုဆိုရင်တော့မျက်ကပ်မှန်မှာဝယ်လို့ကောင်းတယ် online ရပဲဝယ်ပေါ့နော် online ရဆိုရင်များတော့ဖြစ် model ပုံနဲ့သူတို့ပုံနဲ့သူတို့ကရှင်းပြတဲ့အခါမှာပို့တော်တယ်ပို့ပြီးအရောင်ထွက်မှန်တဲ့ဟာရတယ်မဟုတ်ဘူးဆိုရင်15ခု16ခုလောက်ဝယ်ပြီးတော့မှတစ်ခုမှသုံးမရတစ်ခုကလည်းအနည်းဆုံးက1000ခွဲ2000လောက်ရှိရဆိုတော့နောက်တစ်ခုကတော့မျက်တောင်တူတက်ပြန်ဖြစ်ပါတယ်ဒီလိုမျိုးမွေးချင်းစီတက်တဲ့ဟာလေးပေါ့နော်ဒါပို့ပြီးတော့ natural sun နဲ့ဒီလိုမျိုးကောက်တဲ့အတန်လေးရှိရဆိုရင်တော့ပို့ပြီးတော့တက်ရလွယ်ပါတယ်ဆက်ဖြုတ်ပြီးတော့ကလိန်ကပြီးသွားပြီပေါ့နော်အနည်းလေးဒီလို shake မယ် setting spray လေးပေါ့နော်အနည်းစပင်ရောင်ချွတ်ထားဆိုတော့ခဏအဲ့လိုလေးဖြောင်းဆက်တွေနဲ့အဲ့လိုကောက်ဆက်တွေနဲ့နည်းနဲ့မထိချင်ဘူးကွာလို့ဆိုတော့ဒါလေးနဲ့ကောက်စပရေးလေးသုံးပြရမှာဖြစ်ပါတယ်ခုနကလည်းနည်းနည်းသုံးထားလောက်လိုက်ရင်တော့ဒီနေ့ make up look ကရသွားပြီဖြစ်ပါတယ်။စားသုံးမယ်